ဒီမှာတော့အင်မတန်မှဒေါသထွက်လွယ်သောစိတ်ကြီးသောနောက်တစ်ခါပြက်ပြီးဆိုရင်လှည့်မကြည့်တော့အဖိုးရဲ့ character ဒီမှာနင့်မျက်နှာကိုလည်းငါမကြည့်ချင်ဘူးနင့်အတန်ကိုလည်းငါမကြားချင်ဘူးကိုဝမ်းကိုကြောင်းလူငယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်လူကြီးတယောက်တွေနဲ့ပြောမယ်နော်လူငယ်တယောက်ဆောင်တွေကအများကြီးလွှမ်းမိုးတယ်ပြိတ္တပုံမှာ crazy လေးဖြစ်ကြတယ်စမ်းဆိုတဲ့စကားအဲ့မှာစကားပြောတာပဲအဲ့တော့လူငယ်စားထားလာပြီဆိုလို့ရှိရင်ဒီ actor လူငယ်ရပေါ့နော်မင်းသားမင်းသမီးငယ်လေးတွေကဆိုလို့ရှိရင်အများကြီးကျွန်တော်တို့ထက်စမ်းအရာမှာတာတယ်အားပေးမှုတဲ့တာတယ်ကျွန်တော်တို့ကသူတို့ supporting လုပ်တဲ့အပိုင်းပဲကျွန်တော်တို့ကနေရတာပါလေကိုခေတ်ကုန်ခဲ့ပြီလေသူတို့ခေတ်ကလေးမမပေါ်မပါကြီးနဲ့လေကို့လိုအပ်လို့အရင်လာခိုတဲ့သူကမခိုးနဲ့နင်တို့လေငါအိတ်ရေးကိုတော့မှနင်းဝင်ငါမပေးနိုင်ဘူးဒီကားရိုက်တာဟုတ်လားဒီကားရိုက်တာကအတိအကျတော့ပြောလို့မရဘူးနည်းနည်းလေးပေါ့ဟိုပါပေါ့မနစ်ကရိုက်ထားတဲ့ကားလေးပဲအဓိကကတော့ဒါရိုက်တာဖိနစ်သိဟန်သူ့ကိုမဆုံးတာလည်းကြာပြီအဲဒါရိုက်တာကိုယုံကြည်လို့ဒါရိုက်တာနဲ့လည်းရိုက်ချင်လို့ဒီကားလေးကိုလက်ခံတာပါပဲကိုသိဟန်အပေါ်မှာသူ့ရဲ့တုံ့ပြန်မှုအောက်မှာရိုက်ရှင်လို့ပါသူနဲ့ရိုက်ခဲ့ဘူးတယ်ဗျရိုက်ခဲ့ဘူးတဲ့ခါကျတော့သူ့ရဲ့တိကျပြတ်သားတယ်လောက်တာမှာစိတ်ရှိတယ်နောက်တစ်ခါမရရအောင်လူကျင်တာကိုမရရအောင်ယူတတ်တယ်ဒီလိုပေါ့ဒီလိုအချက်လက်တွေအပြင်ကိုနောက်ပြီးတော့နှုံညံ့သိမ်မှုတွေဗျသူကရဲရတာရှိန်ညာတော့ဘာလို့မရှိဘူးနောက်တစ်ခါသူ့ရဲ့ပညာပေါ့ကိုစီကသူလိုချင်တဲ့အချက်ကိုသူဘယ်လိုယူရမယ်ဆိုတဲ့ဒီလမ်းကိုသိတယ်ဒါတွေကိုလေးစားလို့ကျွန်တော်ကပြန်ဆုံးနေတာဆုံးလာလဲကြာပြီဆိုတော့ဘယ်လောက်ဖြစ်မလဲပေါ့ဗျာတော်တော့ကြာတော့ပြီဗျကျွန်တော်တို့ဒီကိုဗစ်တွေဖြစ်ခင်ပေါ့တော်တော်လေးကြာပြီဆိုတော့ကျွန်တော်ဟိုပါပေါ့နည်းနည်းတော်လေးကြာပြီလို့ပဲပြောပြရစီများသောအားဖြင့်ကတော့ကျွန်တော်တို့ကဇက်ကိုကြိုမသိတာများတယ်ကိုယ်စီရောက်လာလို့ဇလန်းကိုဖတ်လိုက်ရမှဟိုပါပေါ့ reading ပေါ့ script ပေါ့အဲ့ဒီအချိန်ကျမှဇက်ကိုသိတာအဲ့တော့ကျွန်တော်မှရွေးချယ်တဲ့မူတွေကဒီများသောအားဖြင့်တော့မရှိဘူးဗျကိုကဒါရိုက်တာကိုပြန်ရွေးချယ်ရတဲ့အဆင့်မျိုးကျွန်တော်မှမရှိဘူးအခုဦးသိန်းဟန်ကြတော့ကျွန်တော်ကိုယ်တိုင်ကရိုက်ရှင်လို့ကျွန်တော်လက်ခံတာကျန်တာကြတော့ဟိုရန်ရင်းထဲမှာပဲဟိုခင်မရင်းနှီးသွားတာရှိတယ်အမြဲတမ်းကြီးတော့မဟုတ်ဘူးပေါ့နော်သူ့နေရာနေနဲ့သူပေါ့ပြောရတော့နည်းနည်းခက်တယ်လေဒီလိုစားကျွန်တော်ရိုက်ခဲ့ရတဲ့ဟာတွေကတော့များသောအားဖြင့်ကတော့character ကစင်သလိုနဲ့နည်းနည်းလေးတော့ကွဲပါတယ်တခါကျရင်အဖိုးနေရာတခါကျရင်အဖေနေရာတခါကျရင်ဦးလေးနဲ့တူနေရာအမျိုးစုံပဲပေါ့နော်ဒါပေမဲ့ကျွန်တော်ကဟာသကားတွေအရိုက်နဲတယ်ကျွန်တော်ကဟာသလည်းသိပြီးတော့ဟိုမကျွမ်းကျင်ဘူးပေါ့နော်ရိုးပဲ drama ပဲချိုးတဲ့နေရာလေးမျိုးလေးတွေကိုကျွန်တော်အရိုက်များတော့ဒါပဲအရိုက်များဟိုပေါ့လက်ကမ်းလန်းတာများတယ်ပေါ့နော်အပေးရတဲ့သူတွေကတော့ကျွန်တော်တို့တက်ကြီးပိုင်းနှုတ်ညာရှင်တွေပေါ့နော်တက်ကြီးပိုင်းဒီရုပ်ဆောင်တွေအနေနဲ့ကတော့အပေးတဲ့သူကအခြေခံအားဖြင့်တော့ရှိပါတယ်စိုးစိုးမြင့်မြင့်အပေးနေတဲ့သူတွေပေါ့နော်များသောအားဖြင့်ကတော့လူငယ်ရုပ်ဆောင်တွေနဲ့တော့မတူဘူးကျွန်တော်တို့လူကြီးရုပ်ဆောင်တွေကများသောအားဖြင့်ကတော့ကိုတန်ရုံးစင်ရှိမှဖန်ခေါ်မှာပေါ့နော်ဖန်အစင်းရောက်တာ哦အဲ့တော့လူငယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်လူကြီးတယောက်တွေနဲ့ပြောမယ်နော်လူငယ်တယောက်ဆောင်တွေကအများကြီးလွှမ်းမိုးတယ်ပြိတ္တပုံမှာ crazy လေးဖြစ်ကြတယ်စမ်းဆိုတဲ့စကားအဲ့မှာစကားပြောတာပဲအဲ့တော့လူငယ်စားထားလာပြီဆိုလို့ရှိရင်ဒီ actor လူငယ်ရပေါ့နော်မင်းသားမင်းသမီးငယ်လေးတွေကဆိုလို့ရှိရင်အများကြီးကျွန်တော်တို့ထက်စမ်းအရာမှာတာတယ်အားပေးမှုတဲ့တာတယ်ကျွန်တော်တို့ကသူတို့ supporting လုပ်တဲ့အပိုင်းပဲကျွန်တော်တို့ကနေရတာပါလေကိုခေတ်ကုန်ခဲ့ပြီလေသူတို့ခေတ်
ဒီလိုရှိတယ်ခေတ်အချိန်တွေကမတူတော့ဘူးဥစောဦးတို့စပြီးတော့သူတို့အရွယ်မှာတော့ကလည်းဒီလိုပုံစံပဲဒါပေမဲ့ဒီခေတ်အချိန်တွေကပို့ပြီးတော့လမ်းတွေပွင့်သွားတယ်ဆက်သွယ်ရေးတွေကအများကြီးလွယ်ကူသွားတဲ့ခါကျတော့ဘယ်လိုပြောမလဲပို့ပြီးတော့အားပေးလာတယ်ခေတ်ချင်းမတူတော့ဘူးခေတ်ချင်းမတူတော့တဲ့အတွက်ကြောင့်ပုံစံရင်းလည်းမတူတော့ဘူးကိုတို့ကထားမှာတော့ကွာကိုတို့ရဲ့အားပေးမှုက3ဆဆိုလို့ရှိရင်သူတို့ကအနည်းဆုံးအစ20လောက်ဖြစ်သွားတယ်အဲ့လိုကြွားချမှုရှိပါတယ်သဘောပေါက်လာတော့မသိဘူးနော်အဲ့လိုဒီပေါ့ခေတ်ချင်းမတူဘူးဒီအပိုင်းကိုကနားလည်မှရလိုက်မယ်နားလည်မှရလိုက်မယ်ဆိုတာကသူကိဒုက္ခမှာအကုန်လုံးကဒါဟိုပေါ့ပုံစံ formula ကတော့မပြောင်းဘူးနော်ဆိုလိုတာကဇက်ပုဇက်ရံနဲ့တရုတ်ဆောင်မင်းသားမင်းသမီးနဲ့ကွာခြားတယ်အများကြီးကွာခြားတယ်ရရှိတဲ့ဟိုအခကြီးငွေရောနောက်တစ်ခါ respect ကိုတော်တော်ကွာွားတယ်ဒါပေမဲ့ကိုဇက်ပုဇက်ရံကြီးတွေကြတော့တော်တော်ကြီးကိုထိမ့်သိမ်းနေနိုင်မှဒါပေမဲ့သူတို့နဲ့ကွာမြဲတော့ကွာနေတာပဲဒါတော့ကွာနားလဲနိုင်မှနားမနိုင်ဘူးဆိုလို့ရှိရင်တော့စိတ်တန်ရာရလိမ့်မယ်ကိုနားလဲနိုင်ရင်အေးချမ်းရမယ် easy ပဲဒီမှာကတော့အင်မတာမှဒေါသထွက်လွယ်သောစိတ်ကြီးသောနောက်တစ်ခါပြက်ပြီးရေးဆိုလှဲ့မကြည့်သောအဖိုးရဲ့ character တော်ရင်တော့ဆိုလို့ရှိရင်အဖိုးပါတယ်သိနေရာမရကြဘူးလေဒီတစ်ခါကျတော့နေရာလေးရတော့ဝမ်းသာတယ်ကျုပ်ဆောင်ရတာလည်းနည်းနည်းကောင်းတယ်အဖိုးရောအဖေရောအဖိုးနေရာပေါ့အဖေနေရာနဲ့အဖိုးနေရာပေါ့ရိုးသားပြောမယ်ဆိုလို့ရှိရင်တော့ပုံမှန်တိုင်းပြောမယ်ဆိုရင်တော့ပြိဿလက်ခံတဲ့ဒီရိုက်မယ်ကိုကျမ်းမာရေးကောင်းတဲ့ဒီရိုက်မယ်အဲ့ဒီနှစ်ခုပြင်နောက်တစ်ခုရှိသေးတယ်ကိုလာငားတဲ့အဆင့်ထိရိုက်မယ်၃ချက်ရှိတယ်နော်ကိုကျမ်းမာရေးမကောင်းနဲ့ကောင်းရင်လာမငားတော့ဘူးလာမငားတော့ရဲလို့ရအောင်မလားဒါပဲလေဒါဟုတ်ကွာသိပြီးတော့အဲ့ဒါလိုဟာမျိုးဖြစ်လာတဲ့ခါကျရင်စိတ်ထဲမကြရနဲ့ဒါသဘာဝပဲဒီကားလေးကိုပြိဿအနေနဲ့ကြည့်ရှုပါနော်အားရပါလိမ့်မယ်ကြိုက်နှစ်သက်ပါလိမ့်မယ်ကျွန်တော်အမြင်ကတော့အောင်မြင်မဲ့စီရီးလေးတစ်ခုလို့တော့ကျွန်တော်ထင်တယ်ကျွန်တော်ထင်ရင်လွယ်ခဲ့ပါတယ်